Mangura Trishtari Konaga Trish Netu Shini Bare Deepak Kajaloshi Grammar Series Season 1 ye not so bad live pare Dina so bad Majaloshi Trishka but 4 but 1 but 2 but 3 down if you can't be done me but standard structure down with your me but not so bogajaro chinema vago aspire biro be chinema vago e aspire mele sorago pyo be done my web pare Okay, the name of the but 4, but 1, but 2, but 3 down go your piapi mama. What is but 1, but 2, but 3? But 1 are bale, but 2 are bale, but 3 are bale, so I would demand Shimiapi mama. But 1 are to our base fellow tomare to a chicken pepper. A chicken bed to our present tender don't you bale, but 1 go a chicken bed no tikaya baby. But 2 are jaro pass passport ဆိုတာကအတိတ်ကာလကိုပြတဲ့ vet တွေဆိုရင်တော့ passport ပေါ့အတိတ်ကာလကိုပြတာပြီးတော့ vet 3ဒါကကြတော့ past participle ရဲ့အတိတ်ပဲအားကြလို့ရှိရင်သူက vet 3ကိုပြောတာပေါ့ vet 3ဆိုပေမဲ့သူကကရိယာအနေနဲ့လည်းအသုံးပြုလို့ရတယ်လို့နာမဝိသေသနာဖြစ်နေတယ်လည်းအသုံးပြုလို့ရတဲ့ဟာတွေပေါ့ vet 3ကိုကြလို့ရှိရင်သူက HAS ဟတ် HAVE ဟတ် HAD ဟတ်တွေရဲ့နောက်မှာအသုံးပြုပြီးတော့သူတို့တွေကိုနာမဝိသေသနာအဖြစ်ပါအသုံးပြုလို့ရတဲ့ဟာကရိယာရောနာမဝိသေသနာရောဖြစ်တဲ့ဟာတွေကို past participle လို့ပြောပါတယ် want to use ဘယ်ချိန်တွေမှာအသုံးပြုရမလဲဆိုရင်တော့ but when ကိုကြလို့ရှိရင် present simple present တူပါပဲ present simple မှာအသုံးပြုတယ်ပြီးတော့ after model verb တွေရဲ့အနောက်မှာလည်းအသုံးပြုပါတယ် but 2ကိုကြလို့ရှိရင်တော့ simple past အတိတ်ကာလတွေမှာအသုံးပြုပါတယ် but 3ကိုကြလို့ရှိရင်တော့ present perfect tense တွေမှာအသုံးပြုတယ် passive voice လို့လည်းပြောပါတယ်သူက active voice မဟုတ်ဘူး passive voice သစင့်ပြောတဲ့ဟာကြလို့ရှိရင်တော့သူကိုbut 3ကိုအသုံးပြုတာပေါ့ example ကကြလို့ရှိရင်ဒါက go went gone ဒါကိုကြတော့ irregular verb လို့ပြောပါတယ်ဒါလုံးဝကိုပြောင်းလဲသွားတာ but 1 but 2 but 3တလုံးမှမတူတဲ့ဟာကို irregular လို့ပြောပါတယ် go went gone သွားတယ်သွားခဲ့တယ်သွားခဲ့တာပေါ့ eat ate eaten write wrote written ဒါကို written လို့အတန်ထွက်ပါတယ် see saw seen play play played ဒါကကြလို့ရှိရင်ဒီ ed လေးပေါင်းလိုက်တဲ့ဟာကြလို့ရှိရင်သူက regular ဘတ်ပေါ့ဒီတိုင်းပုံမှန်ပေါ့ irregular ဆိုတာပုံမှန်မဟုတ်တာပေါ့ဘတ်1လဲဘတ်1ဘတ်2ဘတ်3ကတလုံးမှမတူဘူးဆိုရင်တော့ဒါကပုံမှန်မဟုတ်တဲ့ဘတ်တွေကိုပြောပါတယ်ဒါကြတော့ဘတ်1ဘတ်2ဘတ်3အကြောင်းရဲ့ example လေးပဲဖြစ်ပါတယ် Sunday example ကကြလို့ရှိရင် I go to school every day ဒါကြတော့သူက simple present လိုမျိုးပေါ့နေ့တိုင်းကျောင်းသွားတယ် I go to school every day but 2ကကြလို့ရှိရင် I went to school yesterday မနေ့တုန်းကငါကျောင်းသွားခဲ့တယ်ကျောင်းသွားခဲ့တာကိုပြောတာပါ but 3ကကြတော့ I had gone to school ငါကျောင်းသွားခဲ့ပြီးပါကျောင်းကိုသွားခဲ့တဲ့အကြောင်းကိုပြောချင်တာပေါ့မနေ့တုန်းကကျောင်းသွားခဲ့တယ်သူကတိတိကျကျလေးရှိတယ်ဆိုရင်တော့ but 2နဲ့သုံးတယ်Okay ကျောင်းသွားခဲ့တယ်ကျောင်းသွားခဲ့ပြီးကိုပြောချင်တာဆိုရင်တော့ have gone နဲ့သုံးပါတယ် Okay that's all for the phone and next video we'll learn about sentence structure Okay bye bye and see you in the next video